စက်တင်ဘာလ26ရက်နေ့တောက်ကြနေညပိုင်းအကြိုကစားကြမဲ့ပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါ Sport Magic Play YouTube Channel နဲ့ Facebook TikTok တို့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပဲဖြစ်ပါတယ်ဒါဒီနေ့ကတော့ပွဲစဉ်တွေကတော့ဒါတောက်ကြနေညဆိုတော့ပွဲစဉ်တွေကတော့အကြိုကစားကြမဲ့ပွဲစဉ်တွေအရန်မရှိဘူး၄ပွဲလောက်ပဲရှိမယ်အဲ့ဒီပွဲစဉ်တွေကဒါကျွန်တော်အကြိုက်ဆုံး2ပွဲလောက်ကိုပဲဒီနေ့မှာတော့ဒါစနေတို့တနင်္ဂနွေနေ့တို့မှာကစားဖို့ရာအတွက်ဒုတ်ရှာတဲ့အနေနဲ့ဒါပွဲစဉ်လေး2ပွဲလောက်ကိုပဲရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်မနေ့ကရွေးချယ်မှုကတော့အားလုံးအဆင်ပြေကြလိမ့်မယ်ထင်ပါတယ်မနေ့ကရွေးချယ်မှုအားလုံးall win ခဲ့တယ်ဒါဘာစီလိုနာဆိုရင်နှလုံး90စားကျင်းနေဆိုတော့တဝက်တော့ရခဲ့မယ်ပေါ့ဗျာဒီဘလော့နာအသင်းကကျွန်တော်ဂိုးပေါင်းအောက်ပေးထားတာဖြစ်တဲ့အတွက်ဘလော့နာနဲ့အေဘီလာမှာဆိုရင်ဂိုးပေါင်းအောက်ကအေဘီလာက1 0နဲ့ပြီးတော့တာဖြစ်တဲ့အတွက်အပြည့်အဝစားခဲ့ရတယ်လို့စတုကတ်ဘော်ဒီကလည်းပဲဒါစစ်တာပီကိုနဲ့ကိုလေဗယ်အရှုံးဆိုတော့အပြည့်အဝပဲစားခဲ့ရပါတယ်မနေ့က3ပွဲလုံးအဆင်ပြေကြလိမ့်မယ်ထင်ပါတယ်ဒါကျွန်တော်ဗီဒီယိုကြည့်တဲ့ညီကိုတွေအားလုံးအဆင်ပြေကြတယ်ဆိုရင်ဝမ်းသာပါတယ်โอเคအဲ့တော့ဒီနေ့မှလည်းကျွန်တော်အကောင်းဆုံးပုံစံမျိုးနဲ့2သင်းအထိရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ရွေးချယ်မှုလေးမစခင်မှာညီကိုတွေအနေနဲ့ကျွန်တော်ရဲ့ channel လေးတွေကို like and subscribe လေးတွေမလုပ်ရသေးဘူးဆိုလို့ဆိုရင်လည်းပဲ like and subscribe လေးတွေလုပ်ပြီးတော့အားပေးခဲ့ကြပါအောင် TikTok ကညီကိုတွေဆိုရင်လည်းပဲဒါကျွန်တော်ရဲ့ TikTok channel လေးကို follower လေးလုပ်ပြီးတော့အားပေးခဲ့နိုင်ပါတယ်ဒါညီကိုတွေအတွက်လုံးဝအဆင်ပြေစေရအောင်လို့ဒါတခြားလူတိုင်းကတော့မဆိုလိုပါဘူးဘောလုံးဝဲကိုအပျော်ကစားတဲ့ညီကိုတွေပဲဖြစ်ဖြစ်စီးပွားဖြစ်ကစားတဲ့ညီကိုတွေပဲဖြစ်ဖြစ်ဒါကျွန်တော်အခုဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးအမြတ်ရရှိတယ်ဆိုလို့ဆိုရင်ညီကိုတွေအနေနဲ့ဒါ like and follow လေးတွေလုပ်သွားခဲ့ပေးဖို့လည်းမြစ်တာရက်ခံချင်ပါတယ်ဗျโอเคပထမဆုံးကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်ကတော့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်1:30မိနစ်မှာကစားကြမယ်ဂျီရိုနာနဲ့အက်စပန်ညိုရဲ့ပွဲစဉ်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့ဒါအေရှင်ဂျီရိုနာကတော့လေဗယ်90ရှုံးဂိုးပေါင်းဈေးကဒါနှလုံးအရှုံးဆိုပြီးတော့စပြီးတော့ဖွင့်ထားတာကိုတွေ့ရပါတယ်โอเคအဲ့တော့ဒီ2သင်းကဒါလက်ရှိအနေအထားမှာ2သင်းလုံးကအခြေအနေကတော့ဒါနောက်ဆုံးရက်လက်2ပွဲကအတူတူပဲဗျတပွဲတရေတပွဲရှုံးပြီးတော့ကိုဒါရက်လက်အတူတူဖြစ်ထားတဲ့အသင်း2သင်းပဲဒါပေမဲ့တိုက်စစ်ပိုင်းစွမ်းအင်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအင်ရှင်ဂျီနိုဝါထက်စားလို့ရှိရင်အဝေးကွင်းအက်စပန်ညိုကနည်းနည်းတော့ပို့ပြီးတော့အဆင်ပြေထားတာကိုတွေ့ရတယ်ဒီမာရော့ကာတို့လိုအသင်းမျိုးတွေကိုအိမ်ကွင်းကနေပြီးတော့3-0ဆိုပြီးရခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ဒီဘလင်စီယာနဲ့ကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲအိမ်ကွင်းကနေပြီးတော့ဒါအက်စပန်ညိုက2-2ဆိုပြီးတော့တရေကြအောင်ကစားထားနိုင်ခဲ့တယ်ပြီးရင်အိုဆာဆူနာကိုတကိုးနဲ့ကို1-0နဲ့အနိုင်ရရှိခဲ့တယ်လို့ဆိုစီတက်ကို2-2ဆိုပြီးတော့တရေကြထားခဲ့တယ်နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲတရေဒါရီယယ်မက်ဒရစ်ကိုတပွဲရှုံးထားခဲ့တယ်5ပွဲစလုံးမှာသူဂိုးမရခဲ့တာတပွဲပါပဲကျန်တဲ့ပွဲစဉ်4ပွဲကဂိုးရခဲ့တယ်အက်စပန်ညိုအသင်းဂိုးမရခဲ့တာကလည်းပဲဒါရီယယ်မက်ဒရစ်တို့လိုအသင်းကြီးမျိုးနဲ့ကိုအဝေးကွင်းကနေဂိုးမရခဲ့တာဆိုတော့အရန်ကြီးတော့ဒါသွားပြီးတော့သူ့ကိုအပြစ်ပြောလို့တော့မရဘူးဒါပေမဲ့အိမ်ကွင်းဂျီနိုဝါကတော့တော်တော်လေးအခြေအနေဆိုးပါတယ်5ပွဲမှာ5ပွဲစလုံးတစ်ပွဲမှနိုင်ပွဲမရထားသလို3ပွဲကရှုံးနေခဲ့ပြီးတော့2ပွဲကတရေကျထားပါတယ်စေတာဘီကို1-1တရေကျထားခဲ့တယ်ဘီဘာအိုကို1-1တရေကျထားခဲ့တယ်ဘီလာရီယယ်ကို9ဂိုးနဲ့ရှုံးနေခဲ့တယ်စီဗီလာကို0-2နဲ့ရှုံးနေခဲ့တယ်လီဘန်ဒေးလိုတန်တက်အသင်းကို0-4ဆိုပြီးတော့အိမ်ကွင်းကနေကိုရှုံးနေထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိ2သင်းလုံးရဲ့တင်းဖောင်အနေထားကိုကြည့်ရမယ်ဆိုရင်တော့ကျင်းအနေထားကိုကြည့်ပြီးတော့နေခြင်းတဲ့ညီကိုတွေကတော့လေဗယ်50ရှုံးဆိုပြီးလောက်ထိစုပ်ပြတ်တက်နေတဲ့အနေထားကိုတော့လေဗယ်50ရှုံးဆိုပြီးတော့ပေးထားတဲ့အနေထားကအင်ရှင်ဂျီရိုနာအသင်းကြေးအပြတ်စားရမယ့်အနေထားလို့ယူဆပြီးတော့ဒီအင်ရှင်ကိုပဲထိုင်ပါလိမ့်မယ်ကျွန်တော်ကတော့ဒီလိုအငယ်တန်းအသင်းလေးတွေတွေ့တဲ့အနေအထားမျိုးတွေမှာကြေးတွေဘာတွေကိုတစ်ချက်မကြည့်ပဲနဲ့ကျွန်တော်ခြေစွမ်းတစ်ချက်ပဲကြည့်မယ်ဗျကြေးကိုတော့ဒါကြေးကြည့်တဲ့ညီကိုတွေလည်းမှန်ကောင်းတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အခုပွဲစဉ်ကိုကျွန်တော်ခြေစွမ်းနဲ့ပဲကြည့်ပြီးတော့ဆုံးဖြတ်ပေးပါမယ်တိုက်စစ်ပိုင်းအစုအဖွဲ့မှာဆိုလို့ရှိရင်အက်စပန်ညိုကပို့ပြီးတော့တာလုံကောင်းပါပါတယ်ကျွန်တော်အက်စပန်ညိုရဲ့ body ကိုပဲရွေးချယ်ပေးကြပါတယ်နောက်ဆုံး5ပွဲမှာတစ်ပွဲပဲဂိုးမရတဲ့အက်စပန်ညိုဒီနေ့မှလည်းပဲဂျီရိုနာရဲ့ဒါခံစစ်ကိုကျင်းသေးပေါက်ဂိုးရနိုင်မှာပါဂျီရိုနာကတော့ဂိုးရဖို့မရဖို့ຢာကတော့တော်တော်လေးမျှော်လင့်ရခက်တယ်ဘာလို့လဲဆိုတော့ဒါအိမ်ဝင်းဒါအခုနောက်ဆုံး5ပွဲမှာဆိုရင်အိမ်ဝင်း2ပွဲပါတယ်အဲ့အိမ်ဝင်း2ပွဲလုံးကတော်တော်အခြေအနေဆိုးပြီးတော့အိမ်ဝင်းပို့ပြီးတော့ဆုတ်ပြတ်တတ်ပါသေးတယ်လီဘန်ဒေးလိုတန်းတက်လာခဲ့တဲ့အသင်းကိုအိမ်ဝင်းကနေပြီးတော့ဂိုးမရဘဲနဲ့0-4ဆိုပြီးတော့ပေးခဲ့ရတယ်စီဗီလာကိုအိမ်ဝင်းကပဲ0-2ဆိုပြီးတော့ဂိုးမရထားခဲ့ဘူးပေါ့ဗျာအဲ့တော့အိမ်ဝင်းမှာဒီနေ့မှလည်းပဲဒါဂိုးရအောင်တော့စွမ်းဆောင်နိုင်မလားဆိုတော့တစ်ချက်ကြည့်ရမယ်မယုံကြည်ဘူးပေါ့ဗျာဂျီရိုနာရဲ့တိုက်စစ်ပိုင်းကိုဒါမယုံကြည်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဂိုးရဖို့ရာကျင်းနေတဲ့အက်စပန်ညိုရဲ့ body ကိုရွေးချယ်ပေးကြပါတယ်လေဗယ်50ရှုံးဆိုပြီးတော့ပေးထားတဲ့ဒီအိမ်ဝင်းဈေးအနေထားလည်းရှိတာဖြစ်တဲ့အတွက်တရေကြမယ်ဆိုရင်တော့မှပဲတဝက်ချင်းတွေပေါ့စားရနိုင်မဲ့
အဝေးကွင်း Espanyol ရဲ့ body ကိုပဲရွေးချယ်ခြင်းပါတယ်တည်ရင်နဲ့အနိုင်ပဲလို့ယူဆတဲ့အတွက်ကျွန်တော်ပထမရွေးချယ်မှုကတော့ Espanyol ရဲ့ body ပါနောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ German Bundesliga ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်တနာရီမှာကစားကြမဲ့ Bayern Munich နဲ့ Werder Bremen ရဲ့ပွဲစဉ်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ Asian Bayern Munich ကတော့ဒါစတဲ့ကြေးတုံးကဆိုလို့ရှိရင်3လုံးလက်ပဲအထိကိုကြေးဖွင့်ထားခဲ့ပြီးတော့ဒါအခုကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်ဆိုရင်တနာရီနဲ့10မိနစ်လောက်ပေါ့အဲ့ဒီအချိန်မှာဆိုရင်3လုံး50စားအထိကိုဒါ internet average ကြေးအနေနဲ့ပြောင်းလဲထားတာကိုတွေ့ရတယ်ကိုပေါင်းဈေးကတော့ဒါငြိမ်နေခဲ့တယ်ကိုပေါင်းဈေးကတော့စတဲ့ဖွင့်လှစ်ထားတဲ့ကြေးတုံးကလည်း4လုံး50ရှုံးဒါအခုလည်း4လုံး50ရှုံးဆိုပြီးတော့ကိုပေါင်းဈေးကတည်ငြိမ်ထားတာကိုတွေ့ရတယ်ပေါ့ဗျာโอเคအဲ့တော့ဒီနေ့ထိတ်တိုက်တွဲဆုံမှုနှစ်သင်းရဲ့ head to head ကိုကြည့်ရမယ်ဆိုရင်လည်းပဲနောက်ဆုံးနှစ်ပွဲမှာဒီ Bayern Munich ကပဲအသာစီးရယူထားတွေ့ရတယ်ဂိုးအပြတ်အသက်တွေနဲ့ပဲနိုင်ထားခဲ့တာပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်ပထမ Werder Bremen ရဲ့အိမ်ဝင်းမှာ Bayern Munich Z5 ဆိုတဲ့ရလဒ်မျိုးနဲ့အပြတ်အသက်အနိုင်ရယူထားခဲ့တယ်လို့အိမ်ဝင်းမှာ3-0ဆိုပြီးတော့ဒါနောက်ထပ်နှစ်ကြော်ပေါင်း8ဂိုး3ညနဲ့ပေါ့ဗျာဒီလိုပုံစံမျိုးနဲ့အပြတ်အသက်ရယူထားခဲ့တာအဲ့တော့ဒီနေ့မှလည်းပဲBayern Munich ကအိမ်ဝင်းကစားရမှာဖြစ်တဲ့အတွက်အပြတ်အသက်ဒါကစားမှာဖြစ်လို့လေ3လုံး50စား3လုံးလေပဲဆိုပြီးဒါစတဲ့ကြီးတွေနဲ့ဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်ကြေးကတော့အမျိုးမျိုးနေရာလိုက်ဒါဒိုင်နေဖွင့်တဲ့ကြေးတွေနဲ့မူတည်ပြီးတော့ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်ကျွန်တော်တို့ website average ကြေးကတော့လက်ရှိကတော့3လုံး50စားပေါ့ဗျာโอเคအဲ့တော့ Bayern Munich 3လုံးသွင်းမှတဝက်စားရမယ်4လုံးသွင်းမှအပြည့်စားရမယ်ကြေးအနေထားတော့ရှိတယ်ဒါပေမဲ့ Bayern Munich ရဲ့လက်ရှိခြေစွမ်းအနေထားကလည်းပဲကို3-4ကိုရဖို့ကခင်းတဲ့အနေထားတော့မဟုတ်ဘူးပြီးခဲ့တဲ့ပွဲစဉ်တောက်လျှောက်မှာဆိုရင်လည်းပဲHoffenheim အသင်းကိုအဝေးကွင်းကနေပြီးတော့ 1-4 ဆိုပြီးတော့အနိုင်ရရှိခဲ့တဲ့ Champions League မှာတကယ်Premier League မှာခြေစွမ်းပြနေပါတယ်ဆိုတော့ Chelsea လိုအသင်းမျိုးကို3-1ဆိုပြီးတော့ဂိုးအပြတ်အနိုင်ရယူခဲ့တယ်။ Hamburg တန်တက်အသင်းကိုအိမ်ဝင်းက9ဂိုးရခဲ့တယ်လို့ Augsburg ကို2-3ဆိုပြီးတော့နိုင်ခဲ့တယ်။ Okay ဒါအဲ့တော့ပွဲတိုင်းမှာလည်းဒါအမှတ်ပေးပွဲစဉ်တွေမှာဆိုရင်လုံးဝ Bayern Munich အသင်းအနေနဲ့အဆင်ပြေထားတာကိုတွေ့ရတယ်။ပွဲတိုင်းဒါဂိုးအပြတ်အသက်တွေနဲ့နိုင်တယ်။၄ပွဲကစား၄ပွဲနိုင်ပြီးတော့ရမှတ်12မှတ်အပြည့်အဝစုဆောင်းထားနိုင်ခဲ့တယ်။သူ့အောက်က Dortmund အသင်းကတော့ဒါ2မှတ်တော့ကွာထားခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီနေ့ပွဲမှာလည်း Bayern Munich ပဲကျင်းနေပေါင်းနိုင်ပါပါကျင်းနေထားကဒါ3လုံး50စားအထိတောင်ပေးထားတာဖြစ်တဲ့အတွက်မနိုင်စရာတော့အကြောင်းမရှိဘူးဒါကျင်းနေပေါင်းနိုင်ပါပဲဒါပေမဲ့3ဂိုးပြတ်မလား4ဂိုးပြတ်မလားတစ်ချက်စောင့်ကြည့်ရမယ် Bayern Munich ရဲ့တိုက်စစ်ပိုင်းအနေအထားကဒါအခုရာသီစပါပြီဆိုတော့ဒါ6ပွဲအထိကစားပြီးသွားပြီပေါ့ Champions League တွေရောသူတို့အမှတ်ပေးတွေရောတခြားကပ်ပွဲစဉ်တွေရော6ပွဲအထိကစားပြီးသွားပြီအဲ့ဒီ6ပွဲမှာ Bayern Munich ကအားလုံးပေါင်း6ပွဲကို24ဂိုးအထိတိုက်စစ်ပိုင်းကဂိုးရအောင်စွမ်းဆောင်ထားနိုင်တာတွေ့ရတယ်။တပွဲကိုပြန်မြ4ဂိုးနှုန်းနဲ့ Bayern Munich သွင်းထားတာကိုတွေ့ရတယ်။ Harry Kane တို့ဆိုရင်လည်းပဲဒါ penalty တွေဘာတွေရတယ်ဆိုပေမဲ့လည်းတကယ်ကိုဂိုးမျိုးပြီးတော့ဂိုးပါဝင်ပတ်သက်မှုတွေမှာလုံးဝဒါပါဝင်ပတ်သက်ထားတာကိုတွေ့ရတယ်ပေါ့ဗျာ။အဲ့တော့ဒီနေ့မှလည်းပဲ Bayern Munich ကတော့ကျင်းတွေပေါင်းအပြတ်အသက်နဲ့တော့ဂိုးသွင်းပါပဲ။သူတို့ရဲ့ထုံးစံအတိုင်းသူတို့အိမ်ဝင်းမှာဘယ်အသင်းမဆိုမညာမတာပဲနဲ့ကို Bayern Munich ကတော့ဂိုးသွင်းပါပဲ။ပြီးတော့ဒါအဝေးဝင်းဝါရာဘရီမီကိုတစ်ချက်ကြည့်မယ်အဝေးဝင်းဝါရာဘရီမင်ကခြေယူသဘောမျိုးရှိတယ်တကယ်ကောင်းပြီဆိုရင်လည်းဝါရာဘရီမင်ကောင်းတာကိုလိုက်မမီအောင်ကောင်းတယ်စုပ်ပြတ်တက်ပြီဆိုရင်ညံ့ပြီဆိုရင်လည်းပဲတော်တော်လေးဒါအစင်မပြေတာကိုတွေ့ရတယ်ပေါ့ဗျာနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာရလက်ပိုင်းကမတီမငြိမ်ဖြစ်ထားခဲ့တယ်သူတို့အမှတ်ပေး4ပွဲမှာဆိုလို့ရှိရင်တပွဲပဲနိုင်ထားခဲ့သေးတယ်တပွဲတည်း2ပွဲကရှုံးထားတာကိုတွေ့ရပါတယ်နောက်ဆုံး9ပွဲမှာတပွဲပဲနိုင်ထားသေးတယ်ဒါပေမဲ့အပြန်အလှန်သွင်းဂိုးတွေနဲ့ဂိုးပေါ်ထားတာတော်တော်လေးများတယ်3လုံးအထက်ကိုပဲရောက်ထတာကိုတွေ့ရတယ်ဒီ Bilifi အသင်းနဲ့တွေ့တဲ့ပွဲစဉ်ကိုပဲ Bilifi ရဲ့အိမ်ဝင်းမှာ1-0ဆိုပြီးတော့ရှုံးတဲ့ပွဲစဉ်ကိုပဲဂိုးမပေါ်ခဲ့တာကျန်တဲ့ပွဲစဉ်တွေက3ဂိုးအထက်တွေပဲရောက်ထတာကိုတွေ့ရတယ်လေဘာကူစင်တို့လိုအသင်းမျိုးတွေနဲ့ကို3-3တည်ရကြတယ်ပြီးရင်မိုချန်ဂလာဘက်ကို0-4ဆိုပြီးတော့အဝေးကွင်းကနေပြီးတော့နိုင်ထားခဲ့တယ်နောက်ပြီး Frankfurt အသင်းကို4-1ဆိုပြီးတော့ဒါရှုံးထားခဲ့တယ်ပေါ့အဲ့တော့ဒီဝါရာပရီမီယံအသင်းကဘယ်အသင်းမဆိုသူလည်းပြန်ပြီးအဖွင့်သဘောမျိုးနဲ့ဒီဂျာမန်အသင်းတွေပြီးအဖွင့်သဘောမျိုးနဲ့ပဲတိုက်ပြီးတော့ကစားတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ခြေစွမ်းကမတည်ငြိမ်ဘူးတကယ်ကိုတိုက်စစ်ပိုင်းကလည်းဂိုးရရင်ရတယ်လို့မျိုးဒါသွင်းတတ်တဲ့အနေအထားတွေရှိတယ်အဲ့တော့ဒီနှစ်သင်းက၄လုံး50ရှုံးအထိကိုပေးထားတဲ့ဈေးအနေအထားမျိုးမှာဘိုင်ယန်မြူးနစ်ရဲ့ခံစစ်ပိုင်းကလည်းဒီနေ့ပွဲစဉ်မှာဝါရာပရီမီယံလိုခြေယူးမျိုးကိုပေးရင်ပေးရနိုင်တယ်ဗျာဒါကြောင့်မို့၄လုံး50ရှုံးအထိကိုကြေးကဖွင့်ထားခဲ့တာအော့စပတ်တို့လိုအသင်းမျိုးတွေဟော်ဖန်ဟင်းတို့လိုအသင်းမျိုးတွေကိုတော့မှပဲဘိုင်ယန်မြူးနစ်ကမထင်သလိုဂိုးပေးနေရတာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာလည်းဝါရာပရီမီယံဂိုးရကောင်းရသွားနိုင်မှာပါဒါကြောင့်ကျွန်တော်ကဒီပွဲစဉ်ကိုဂိုးပေါင်းအပေါ်ကိုပဲရွေးချယ်ပေးခြင်းပါတယ်ဝါရာပရီမင်သာဂိုးရသွားပြီဆိုလို့ရှိရင်ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ဒါဒီတိုင်းလက်ရှိဒီဇီးဇီးနဲ့ကြီးရတဲ့အနေထားကိုတော့မှပဲ၄လုံးပြတ်မှကြေ
ကြေးကအပြည့်စားရမှာဖြစ်တဲ့အတွက်မတော်လို့အဝေးကွင်းကတကိုးလောက်ရသွားမယ်ဆိုရင်ဘိုင်ယန်မြူနစ်အသင်းဒါ၄ဂိုး၅ဂိုးတွေ6ဂိုးတွေဒီလိုပုံစံမျိုးတွေရမှကြေးကစားရမှာဖြစ်တဲ့အတွက်ဘိုင်ယန်မြူနစ်ရဲ့ body ကိုတော့နည်းနည်းတော့ဒါယုံမို့ရာအတွက်ခဲရင်းနဲ့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပို့ပြီးတော့ယုံကျင်ပါတယ်ဒါ body ရောဂိုးပေါင်းဈေးရောစော့ကျင်တဲ့ညီကိုတွေကတော့အပေါ်ဆုံးကိုလိုက်ပြီးတော့ကစားတင်တဲ့ပွဲစဉ်တစ်ပွဲပါဒါကြောင့်မို့ကျွန်တော်ကတော့ဒီဒုတိယမြောက်ရွေးချယ်မှုကတော့ဘိုင်ယန်မြူနစ် body ကိုမရွေးချယ်ဘဲနဲ့ဂိုးပေါင်းအပေါ်ကိုသာရွေးချယ်ခြင်းပါတယ်အဝေးကွင်းဝါရာပရီမင်ကိုရမယ်ဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ချရနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ဒုတိယမြောက်ရွေးချယ်မှုကတော့ဘိုင်ယန်မြူနစ်ဂိုးပေါင်းအပေါ်ပါဗျโอเคကျွန်တော်ဒီနေ့ကဒါနှစ်ပွဲပဲပေါ့ဗျာနောက်နေ့စနေနေ့တနင်္ဂနွေနေ့တွေမှာကစားဖို့ရာအတွက်ဒီနေ့ပွဲစဉ်လေးတွေကိုဒုတ်ရှာတဲ့အနေနဲ့ပဲကစားပါလို့လဲမြစ်တာရက်ခံနေပါတယ်ပပချင်းပေါ့ဗျာဒီနေ့ပွဲစဉ်ကလည်းနည်းပပလေးပဲကစားတင်ပါတယ်ကစားဒီနောက်နေ့ပွဲစဉ်တွေစနေတို့တနင်္ဂနွေတို့ကြာကမှာပဲပွဲကောင်းနေမှာဒါစိတ်နှစ်ပြီးတော့တေချာလေးရွေးချယ်ပြီးတော့တေချာဒါကစားရမယ်ပွဲစဉ်တွေတင်ကစားရမယ်ပွဲစဉ်တွေကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှလည်းမနေ့ကလိုမျိုးဒါအော်ဝင်ရက်လက်ပိုင်ဆိုင်နိုင်ပါစေလို့လဲဆုတောင်းပေးပါတယ်ဗျโอเคပြီးတော့ဒါကျွန်တော်အမြဲပြောပြနေပေးနေကြအတိုင်းညီကိုတွေ online ပတ်တင်ဆော့ကျင်နေဆိုရင်တော့ကျွန်တော်စီမှာကျွန်တော်ကိုအားပေးတဲ့အနေနဲ့လာရောက်အကောက်ဖွင့်ဆော့ကစားနိုင်ပါတယ် online ပတ်တင်အနေနဲ့ဒါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကျင်းနာမလဲဘူး website အတွင်းမှာဆော့ရတာစိတ်ရှုပ်တယ်ဆိုတဲ့ညီကိုတွေအတွက်လည်းကျွန်တော်အပြင်ကြီးဖွင့်ပေးထားပါတယ်အပြင်ကြီးကိုတော့မောင်းနေနဲ့လည်းပဲဒါ2သိန်းကနေပြီးတော့4သိန်း5သိန်း8သိန်းအထိကိုကျွန်တော်ထိုးပေးသွားမှာဖြစ်ပါတယ်လက်ခံပြီးတော့ကစားပေးသွားမှာပါ body ကတော့တပွဲချင်းစိတ်ကြိုက်ကိုကြိုက်တဲ့အမောက်တင်ပြီးတော့ကစားနိုင်ပါတယ်ဗျပြီးတော့ကျွန်တော်တို့ K9 ဝင်းနဲ့အတူလက်တွဲပြီးတော့လည်းဒါကျွန်တော်တို့နဲ့အတူတူလက်တွဲပြီးတော့ agent အဖြစ်လုပ်ကင်လို့ရပါတယ် agent အဖြစ်လုပ်ကင်မယ်ဆိုရင်လစာတွေရရှိပါမယ် commission 30% ရရှိပြီးတော့လစဉ်လည်းပဲအပိုစုတွေရမှာဖြစ်ပါတယ်ဒါကြောင့်မို့တကယ်စိတ်ပါဝင်စားတယ်ဆိုရင်ဒါကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါဒီကိုတွေသိချင်တာလေးတွေကိုလည်းအသေးစိတ်ဒါရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်โอเคအဲ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့စနေနေ့ရဲ့အကောင်းဆုံးရွေးချယ်မှုနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ